ကျွန်တော်တို့ကိုရီးယားနိုင်ငံကိုရောက်တဲ့အခါမှာမဖြစ်မနေထိတွေ့ရမယ့်အရာတွေရှိပါတယ်။အဲ့ဒီတဲကတစ်ခုကတော့ငွေဆက်ကူနဲ့အကျွေးစီတွေပါပဲ။သတိထားကြည့်လိုက်မယ်ဆိုရင်ငွေဆက်ကူနဲ့အကျွေးစီတိုင်းမှာနိုင်ငံကိုကိုစားပြုတဲ့သူတွေရဲ့ရုပ်ပုံတွေပါဝင်ပါတယ်။1592ခုနှစ်ဂျပန်စစ်တပ်တွေဟာကိုရီးယားနိုင်ငံကိုကျူးကျော်ဝင်ရောက်လာခဲ့တယ်။မြို့တွေဟာမီးလောင်ခဲ့တယ်။လူတွေဟာလည်းထွက်ပြေးခဲ့ကြတယ်။ဂျိုးဆောင်နိုင်ငံတော်ဟာပျက်စီးလူနီးပါဖြစ်နေခဲ့တယ်။ဒါပေမဲ့ပင်လယ်ထဲမှာတော့လူတစ်ယောက်ကလက်မလျှော့ခဲ့ဘူး။သူကတော့အီဆွန်းရှင်ပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့ကိုရီးယားသမိုင်းထဲမှာအကျော်ကြားဆုံးစစ်သူကြီးတူဖြစ်ခဲ့တဲ့အီဆွန်းရှင်ဂျန်ကွန်အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။1545ခုနှစ်ကိုရီးယားရဲ့ဂျိုးဆောင်မင်းဆက်ခင်မှာမွေးဖွားခဲ့တဲ့အီဆွန်းရှင်ဟာနေစဉ်တောင်ကြီးကလေးဘွားတွေကစစ်ရေးကိုစိတ်ဝင်စားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဘွားဟာမလွယ်ကူခဲ့ပါဘူး။စစ်တပ်ထဲကိုဝင်ပြီးနောက်နိုင်ငံရေးပြဿနာတွေမနာလိုသူတွေကြောင့်အကျဉ်းချင်းအဖြစ်ပေးခြင်းကိုခံခဲ့ရပါတယ်။တခါကဆိုရင်သူဟာအကျဉ်းထောင်အချခံခဲ့ရမှုပါတယ်။ဒါပေမဲ့သူဟာလက်မလျှော့ခဲ့ပါဘူး။1592ခုနှစ်တိုယိုတိုမီဟီဒေယိုရှိဦးဆောင်တဲ့ဂျပန်စစ်တပ်ကကိုရီးယားနိုင်ငံကိုကျူးကျော်ဝင်ရောက်လာခဲ့တဲ့ဂျပန်စစ်သားထောင်ပေါင်းများစွာဟာမြို့တွေရွာတွေကိုမိရှို့ခဲ့ကြတယ်။လူတွေဟာလည်းထွက်ပြေးခဲ့ကြရတယ်။နိုင်ငံပြတ်မဲ့အခြေအနေထိရောက်သွားခဲ့ပါတယ်။ဒါပေမဲ့တနေရာမှာတော့အီဆွန်းရှင်ဟာစစ်သင်္ဘောတွေကိုပြင်ဆင်နေခဲ့ပါတယ်။အီဆွန်းရှင်နဲ့ပတ်သက်ပြီးတော့လူသိအများဆုံးတွေကတစ်ခုကတော့ဂေါပူဆွန်ဒါမှမဟုတ်လိတ်သင်္ဘောပဲဖြစ်ပါတယ်။ဒီသင်္ဘောဟာအမိုးဖုံးထားတဲ့စစ်သင်္ဘောတစ်စီးဖြစ်ပြီးတော့အပေါ်ယံမှာတန်ချွန်တွေတက်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရန်သူတွေတိုက်ရောက်တိုက်ခိုက်ဖို့ခက်ခဲပါတယ်။လိတ်သင်္ဘောဟာကမ္ဘာသမိုင်းတွေကပထမဆုံးတန်ကာကွယ်ထားတဲ့သင်္ဘောတွေကတစ်စီးလိုတောင်သတ်မှတ်ကြပါတယ်။အီဆွန်းရှင်ရဲ့အကျော်ကြားဆုံးတိုက်ပွဲတွေကတစ်ခုကတော့မြုံညန်တဲ့ချော့ Battle of မြုံညန်ပဲဖြစ်ပါတယ်။1598ခုနှစ်မှာသူ့လက်ထဲမှာစစ်သင်္ဘော12စင်းသာကျန်ရှိနေခဲ့ပေမဲ့သူဟာဂျပန်သင်္ဘော300ကျော်ကိုရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။အများစုကအနိုင်ရဖို့မဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပေမဲ့အီဆွန်းရှင်ဟာပင်လယ်ရေစီးကြောင်းနဲ့ပထဝီအနေထားကိုကောင်းစွာအသုံးချပြီးတော့အံ့အားသင့်ပွဲအောင်နိုင်ခဲ့ပါတယ်။ဒီအောင်ပွဲဟာကိုရီးယားသမိုင်းတွေထဲကအကြီးကျယ်ဆုံးစစ်ရေးအောင်မြင်မှုတွေကတစ်ခုအနေဖြင့်မှတ်တမ်းတင်ထားပါတယ်။အီဆွန်းရှင်ဟာစစ်ပွဲပေါင်းများစွာကိုဦးဆောင်ခဲ့ပေမဲ့ရှုံးနိမ့်ခဲ့တဲ့ရေတပ်တိုက်ပွဲကတော့မရှိသလောက်ပါပဲ1958ခုနှစ်နိုဝင်ဘာလနောက်ဆုံးတိုက်ပွဲတစ်ခုဖြစ်တဲ့လိုလျန်ကျင်တိုက်ပွဲမှာတော့အီဆွန်းရှင်ဟာရန်သူကြည်စံထိမှန်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ဆုံးပြောစကားကတော့နာရဲစုကွန်မူဂျော့ကဲကဲအာလီဂျီမာလာအတိပ္ပယ်ကတော့ငါတည်သွားတာကိုရန်သူကိုမသိစေနဲ့တဲ့ဒီနေ့ချိန်ထိကိုရီးယားလူမျိုးတွေကသူ့ကို National Hero ဖြစ်လေးစားကြပါတယ်။တခါတလေမှာတမိုင်းကိုပြောင်းလဲတာကလူများကြီးမဟုတ်ပါဘူး။နောက်ဆုံးအချိန်ထိလက်မလျှော့တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့အီဆွန်းရှင်စစ်သူကြီးရဲ့ရုပ်ထုကြီးကိုဆိုးလ်မျိုးဝမ်ဝါမွန်ပြည်သူရင်တွေမှာတွေ့နိုင်ပြီးတော့ကိုရီးယားနိုင်ငံသားတွေရဲ့အလေးစားဆုံးတမိုင်းဝင်ပုံကိုယ်တွေကတူအဖြစ်နဲ့ရပ်တည်နေစေဖြစ်ပါတယ်။အီဆွန်းရှင်ရဲ့ဘဝကတော့တတိတာဝန်ယူမှုနဲ့နိုင်ငံအပေါ်သစ္စာစောင့်တည်မှုတို့တဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ဒီလိုဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ like and share နဲ့ subscribe လုပ်ဖို့လည်းမမေ့ရဘူးเนาะ